ဂျူလီသမီးလေးမေမေကြားတယ်မေမေကြားနေရတယ်နော်မေမေအကူညီသွားတောင်းပေးမယ်ခဏလေးစောင့်နေအောင်ဂျူလီဖုန်းထဲကနေကြားနေရတဲ့သမီးဖြစ်သူရဲ့အတန်ကိုနားထောင်ရင်တခုခုတော့အကြီးကျယ်မှားနေပြီဆိုတာကျမအလိုလိုခံစားမိလိုက်တယ်ကျမလည်းကားမော်ကနေအမြန်ပြေးဆင်းပြီးအကူညီတောင်းဖို့ပတ်ဝန်းကျင်ကိုအော်ဟစ်ခဲ့ပေမယ့်ဘယ်သူမှပြန်မထူခဲ့ကြပါဘူးဖုန်းထဲကနေကြားနေရတဲ့သမီးလေးရဲ့အသေးရစရာအော်ဟစ်တန်တွေကြောင့်ကျမရဲ့နှလုံးသားတစ်ခုလုံးလေပတ်မှတင်တဆော့သွားသလိုခံစားလိုက်ရတယ်မထည့်ရဘူးလေမထည့်ရဘူးဒါပေမဲ့အားလုံးကနှုတ်ကြသွားခဲ့ပါပြီနောက်ဆုံးအကျယ်လေးအော်လိုက်တဲ့အတန်တစ်ခုနဲ့အတူသမီးလေးရဲ့အတန်ဟာဖုန်းလိုင်းထဲကနေထာဝရဖျောက်ခွဲသွားခဲ့တယ်ကျမဖုန်းကိုအတင်းဆွဲယူပြီးသမီးလေးနာမည်ကိုအထက်ထပ်အော်ခေါ်ခဲ့ပြီးမြပြန်ကြားလိုက်ရတာကတော့အမျိုးသားတစ်ယောက်ရဲ့ပြင်းထန်တဲ့အသက်ရှူတမ်းပဲချင်နေခဲ့တယ်နင်းဘာတူလဲလို့ကျမအတင်းအော်မိလိုက်တယ်နောက်တစ်စက္ကန့်မှပဲဖုန်းလိုင်းကပြတ်တောက်သွားခဲ့ပါတယ်တခုခုတော့အကြီးကျယ်ဖြစ်သွားပြီဆိုတာကျမသိလိုက်ပြီဘာမှစဉ်းစားမနေတော့ပဲလမ်းဘေးကတက်ဆီတစ်စီးကိုအမြန်တားပြီးအင်ကိုအပြေးလွှာပြန်ခဲ့မိတယ်အင်ရောက်တဲ့အခါမှာတော့ရဲတပ်ဖွဲ့ဝင်တွေကအခင်းဖြစ်သွားရတဲ့နေရာကိုဝိုင်းထားကြပြီးကျမကိုတားဆီးနေတဲ့ကြားကအထက်ကိုအတင်းတိုးဝင်လို့ကြိုးစားခဲ့ပေမယ့်သူတို့ကကျမကိုအတင်းဆွဲထားခဲ့ကြတယ်အထက်ကိုမဝင်ပါနဲ့တော့ခင်ဗျာအမေစိတ်ထိမ့်မအောင်ခင်ဗျာသူတို့ကျမကိုရဲစခန်းကိုခေါ်သွားပြီးသမီးလေးတေဆုံးသွားပြီဖြစ်ကြောင်းအကြောင်းကြားခဲ့ပါတယ်အဲ့ဒီအချိန်မှာကျမကိုပဲအပြစ်တင်နေမိတော့တယ်တကယ်လို့သာအဲ့ဒီနေ့ကသမီးလေးကိုအိမ်မှာတယောက်တည်းပြစ်မထားခဲ့ရင်အခုလိုဝမ်းနေစရာအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရမှာမဟုတ်ဘူးလေ